အားသာချက်တွေအများကြီးရှိတာဖြစ်တယ်ဆိုတော့ကျွန်မပေါ့နော်ဒီစီးပွားရေးလုပ်ငန်းကိုလုပ်ကိုင်ပြီးတော့ဘာတွေတဘောကြလဲဘယ်ဟာတွေကတခြားလုပ်ငန်းနဲ့နိုင်ရှင်တဲ့အခါဘာတွေအားသာချက်ရှိလဲဆိုတဲ့အရာလေးတွေကျွန်မပြောပြသွားမှာဖြစ်တယ်ဆိုတော့ဒီ online business ကကြတော့ပေါ့နော်နံပါတ်1အနေနဲ့အားသာချက်ကကို own schedule နဲ့လုပ်လို့ရတယ်နော်ကို own schedule နဲ့ဆိုတော့ကိုအားရင်အားတဲ့ချိန်မှာလုပ်ကိုင်နိုင်တဲ့လုပ်ငန်းဖြစ်တယ်ဆိုတော့ပေါ့နော်ကိုရဲ့သားသမီးတွေကိုလည်းဥပမာဒီနေ့ဆိုရင်ကလေးတွေကိုပေါ့နော်ကလေးတွေကိုစေခါမှာ appointment တွေလိုက်ပို့တယ်ဆိုတော့မနေ့ပိုင်းမအားဘူးပေါ့နော်ဒါပေမဲ့ digital business ကိုညနေပိုင်းလုပ်တယ်ဟိုနောက်မနေ့ဖြတ်မှာဆိုလို့ရှိရင်ညနေပိုင်းမှာဆိုရင်ကလေးတွေနဲ့တွားစရာတခြားနေရာရှိတယ်ဒါဆိုရင် business ကိုမနေ့ပိုင်းလုပ်တယ်ဆိုကိုရဲ့ own schedule နဲ့လုပ်ကိုင်တာကအရန်ကိုအားသာချက်ဖြစ်တယ်ပေါ့နော်အထူးသဖြင့်ကျမတို့သားသမီးတွေရှိတဲ့သူတွေအတွက်ဆိုလို့ရှိရင်เนาะဒီစီးပွားရေးလုပ်ငန်းဟာအရန်ကိုပေါ့နော်ကောင်းမွန်တဲ့ကိုယ်နဲ့ကိုက်ညီမှုရှိတဲ့ပေါ့နော်လုပ်ငန်းတစ်ခုဖြစ်တယ်လို့ပြောချင်တယ်ပြီးတော့နောက်တစ်ခုအနေနဲ့ဆိုလို့ရှိရင်တော့ပေါ့နော်ဒီစီးပွားရေးလုပ်ငန်းတွက်ချေကိုက်တဲ့လုပ်ငန်းဖြစ်တယ်ပေါ့နော်ဆိုတော့တွက်ချေကိုက်တဲ့လုပ်ငန်းဆိုတာ part time လောက်ပဲလုပ်ပြီးမှ full time လာစားလောက်ကိုပေးနေတဲ့လုပ်ငန်းဖြစ်တယ်အခုကုမ္ပဏီမှာတွေလုပ်မယ်ဆိုလို့ရှိရင်တော့ပေါ့နော်ဒီနေ့ဆိုရင် Zoom မှာ Coach Elizabeth ပြောပြသွားတဲ့အတိုင်းပဲအနေကုန်တန်းပေါ့နော်တရက်ကို8နိုင်လုပ်ရင်လည်းတစ်လမှာဆိုရင်တော့ဖြတ်ပြီးတော့ပြီးဆိုရင်တော့တစ်လမှာ2000 3000အဲ့လောက်ပဲရတာဖြစ်တယ်เนาะဒါကိုသားသမီးတွေကိုဒီခက်မှထားရမယ်ပေါ့နော်ဟိုအိမ်လုပ်တချို့တွေဆိုမလုပ်အားဘူးပေါ့နော်ဒါပေမဲ့ digital business ဆိုလို့ရှိရင်တော့ပေါ့နော်ကိုယ့်ဘက်ကနေသူ active income နဲ့ passive income ဆိုပြီးရှိတယ်ပေါ့နော်သူကဒီပင်စင်ကတစ်လဒေါ်လာ9000 passive income အဲ့ဒါမလာခင်မှာလည်းပဲပေါ့နော်အဲ့ဒီအစစ်မရောက်ခင်မှာလည်းပဲပေါ့နော်ကိုကယာတူအကြီးပိုင်းနေတစ်ခုလောက်ရောက်ပြီဆိုရင်တော့ပေါ့နော်ဒီ active income တွေရတယ်လို့ passive income တွေလည်းပေါ့နော်ထောင်ကနန်းနဲ့ရောလာနေတာဖြစ်တယ်ဆိုတော့ပေါ့နော်ဒါတွေကြည့်တဲ့အခါမှာဆိုရင်တော့တကယ်ကိုဒီလုပ်ငန်းတခြားပေါ့နော်ဒီ traditional လုပ်နေတဲ့လုပ်ငန်းတွေထက်ဆလို့ရှိရင်เนาะအရန်ကိုအားသာချက်တွေရှိနေတာဖြစ်တယ်ပို့ပြီးတော့ဖြစ်ချင်ခိုက်နေတဲ့လုပ်ငန်းဖြစ်တယ်ဒါကြောင့်နိုင်ငံခြားသားတွေအင်္ဂလိပ်တွေဆိုလို့ရှိရင်เนาะကုမ္ပဏီမှာပေါ့နော်တရက်ကို8နာရီလုပ်ပြီးတော့ရမဲ့ဝင်ငွေလောက်ကို digital business မှာ3နာရီလောက်နဲ့ရတဲ့အခါမှာသူရဲ့ဖူးထားမလုပ်နေတော့မလုပ်တော့ဘဲနဲ့ digital business ကိုတရက်မှာ3နာရီ4နာရီပဲလုပ်ပြီးတော့အချိန်များမိသားစုနဲ့ယူပြီးတော့ပေါ့နော်ဘဝကိုပျော်ပျော်ရွှင်ရွှင်နဲ့ကိုဖြတ်တန်းသွားလို့ရတဲ့လုပ်ငန်းဆိုတော့ဒါကြောင့်လုပ်ကိုင်တဲ့လူကြီးတွေကတဖြည်းဖြည်းနဲ့ပေါ့နော်ပို့ပြီးတော့ညလာရတာဖြစ်တယ်เนาะပြီးတော့ဒီလုပ်ငန်းအစိုးရတရားဝင်လုပ်ငန်းဖြစ်တာကိုလည်းတဘောကြတယ်ဘာကြောင့်လဲဆိုတဲ့ခါကျတော့ပေါ့နော်ဒီအခုဆိုရင် online မှာonline မှာဘယ်လိုမျိုးစီးပွားရေးကောင်းတဲ့ဟာရှိတယ်ပတ်စံနေရင်းရတယ်စသဖြင့်ဘယ်လိုဆိုပြီးတော့အဲ့လိုမျိုးပေါ့နာမည်ကြီးတဲ့ဟာတွေကစပေါ့နော်အမျိုးရှိတယ်ဒါပေမဲ့ဘယ်လုပ်ငန်းကမှပေါ့နော်ရေရှည်နဲ့ရပ်တည်နိုင်သွားတယ်ဆိုတာမတွေ့ရဘူးပေါ့နော်အစမှာတော့အရန်ကောင်းတယ်ပေါ့နော်အစမှာအရန်ကောင်းတယ်ဝင်ငွေလည်းကောင်းတယ်လို့အားလုံးကပြောကြတယ်ဒါပေမဲ့တစ်နှစ်နှစ်နှစ်တော့3နှစ်လောက်အတော်တွင်းမှာဆိုလို့ရှိရင်တော့အဲ့ကုမ္ပဏီပဲရောက်မှန်းတော့တောင်မသိတော့ဘူးပေါ့နော်အဲ့လိုမျိုးတွေအများကြီးတွေ့ရတာဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့ဒီ digital business ကကြတော့ပေါ့နော်အခုဆိုလို့ရှိရင်တော့ကုမ္ပဏီရဲ့နှစ်ပေါင်းပေါ့နော်50နှစ်ပြည့်တောင်မှပေါ့နော်အခုဒီဂျွန်လထဲမှာကျင်းပတော့မှာဖြစ်တယ်ဆိုတော့ကိုမမွေးခင်ကတည်းကနေကုမ္ပဏီရှိပြီးသားနော်တကယ်တရားဝင်လုပ်ငန်းနိုင်ငံတကာကနေလုပ်ကိုင်နိုင်တာပေါ့နော်လုပ်ကိုင်နိုင်တဲ့လုပ်ငန်းဖြစ်တယ်အရန်ကိုဘယ်လိုပြောမလဲ potential လည်းအရန်ရှိတဲ့လုပ်ငန်းဖြစ်တယ်တော့ပို့ပြီးတော့ကုမ္ပဏီကပို့ပြီးတော့တိုးတက်လာတဲ့အောင်မြင်လာတဲ့လုပ်ငန်းဆိုတော့ပေါ့နော်ဒါကြောင့်မလို့ပေါ့နော်ကျမတို့လူမျိုးပေါ့နော်ကျမတို့လူမျိုးဒီအမေရိကန်မှာ immigrant အနေနဲ့ရောက်လာတဲ့သူတွေတာမကပဲနဲ့တကယ်နိုင်ငံသားတွေပေါ့နော်ဒီအမေရိကန်မှာဆိုလို့ရှိရင်တကယ်နိုင်ငံသားတွေဆိုလို့ရှိရင်တော့ဒီစီးပွားရေးလုပ်ငန်းကိုပေါ့နော်လုပ်ကိုင်ပြီးတကယ်အောင်မြင်နေကြတာဖြစ်တယ်အထူးသဖြင့်ကနေဒါနိုင်ငံကပေါ့နော်ဒီသူတို့ကနေဒါနိုင်ငံသားတွေဆိုလို့ရှိရင်တော့ဒီလုပ်ငန်းကိုလုပ်ကိုင်ပြီးတော့သူတို့တွေဆိုရင်တော့အရန်ကိုအောင်မြင်မှုတွေရရှိနေပင်စင်နေဆိုရင်တော့ပေါ့နော်ဒီသူတို့ရဲ့ passive income ဆိုတလားဆိုလို့ရှိရင်တော့ဒေါ်လာ4000 5000အဲ့လိုမျိုးနဲ့ကိုရရှိနေကြပြီဖြစ်တယ်ဆိုတော့တကယ်ကိုအားကျစရာကောင်းတယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကျွန်မသဘောကျတဲ့အချက်ဆိုလို့ရှိရင်တော့ကုမ္ပဏီကနေပင်စင်လဲပေးတယ်ပြီးတော့ကိုယ့်ရဲ့လုပ်ငန်းကိုကိုယ့်ရဲ့သားသမီးတွေကိုလည်းပဲအမွေဥစ္စာအနေနဲ့လည်းလွှဲပြောင်းပေးလို့ရတယ်အဲ့ဒီအရာလည်းသဘောကျတယ်ဘာကြောင့်လဲဆိုတဲ့အခါကျတော့ပေါ့နော်ကုမ္ပဏီကနေပေါ့နော်ဒီလိုမျိုးပေါ့နော်ဒီပင်စင်အနေနဲ့ပေးတယ်ဆိုတာအခုဘယ်လုပ်ငန်းမျိုးပဲလုပ်ပေါ့နော်ကုမ္ပဏီက direct နဲ့ပေးတယ်ဆိုတဲ့အရာကအရန်ကိုရှားပါတာဖြစ်တယ်
အခုဒီအမေရိကမှာဆိုရင်တော့ပေါ့နော်ဒီပေါ့နော်ဒီအမေရိကမှာဆိုရင်စီးပွားလုပ်ငန်းလုပ်မယ်ဆိုရင်ကိုမြန်မာပြည်သားတွေလုပ်တဲ့ဟာတွေဆို restaurant တွေလုပ်ကြတယ် sushi business တွေလုပ်တယ်အသတိဆိုင်တွေလုပ်တယ်နော်ပြီးတဲ့ခါကျချက်ချလုပ်ငန်းတွေလုပ်တယ်ဒါပေမဲ့ဒီလုပ်ငန်းတွေရပေါ့နော်ကိုတကယ်ကို active income ပဲ produce ပေးတာဖြစ်တယ်နော်တကယ်စူးစမ်းနေတဲ့အချိန်မှာပဲပေါ့နော်စူးစမ်းနေတဲ့အချိန်မှာတော့ဝင်ငွေတွေအများကြီးတော့ရတယ်တကယ်လို့ဘောတော့နောက်ပိုင်းတွေကိုမလုပ်တော့လို့နားတဲ့အချိန်မှာအဲ့ဒီ company ကအဲ့ဒီ agency ကိုလာတိုင်းပေါ့နော်ဟိုတလမှာ9000ပင်စင်တလမှာ3000ပင်စင်ဘယ်သူမှမပေးဘူးပေါ့နော်ဒါပေမဲ့ digital business လုပ်ငန်းကကြတော့ကိုအလုပ်တင်ရင်းနဲ့ကိုစတင်မယ်ဝင်ထုတ်ဝင်ပို့မရှိပဲနဲ့ပေါ့ပါနဲ့ကိုလုတ်ကင်လို့ရတဲ့လုပ်ငန်းဖြစ်တဲ့ inventory လည်းမရှိဘူးပေါ့နော်ဆိုတော့ဒီတော့အဲ့လိုမျိုးဖြစ်ပြီးတော့ကိုယ့်ရဲ့စူးစမ်းမှုပေါ်မူတည်ပြီးတော့တစ်ဆင့်ရာထူးတက်သွားမယ်ပြီးတဲ့ခါကျတော့ company ကနေလည်းပဲသတ်မှတ်ထားတဲ့ qualification ရောက်ပြီဆိုရင်တော့သူတို့ကပင်စင်တွေလည်းပေးတာဖြစ်တယ်ဆိုတဲ့အတွက်ကြောင့်မို့ကျွန်မဆိုရင်တော့ဒီလုပ်ငန်းကိုဒါကြောင့်သဘောကျတယ်ပြီးတော့ကိုယ့်သားသမီးတွေကိုအမွေလွဲပြောင်းပေးလို့ရတာလည်းသဘောကျတာတစ်ချက်ကပေါ့နော်ဒီအခုဆိုရင်တော့ဒီတကယ်ကို real business ပေါ့နော် company တွေပိုင်ဆိုင်မှုတွေ solution အဲ့လိုမျိုးတွေတော့လွဲပြောင်းပေါ့နော်ဒီလွဲပြောင်းပေးလို့တော့ရတယ်ဒါပေမဲ့လုပ်ငန်းကိုအဲ့လိုမျိုးပေါ့နော်မိဘတွေကနေသားသမီးကိုလက်ဆင့်ကမ်းပြီးတော့ကိုရနေတဲ့လာစာမျိုးသားသမီးဆက်သက်ရတယ်ဆိုတာတော့ကျွန်မသိတဲ့အရာတော့မရှိဘူးပေါ့နော်မရှိဘူးသိဘူးဖြစ်တယ်ဆိုတော့ဘာကြောင့်လဲဆိုတော့ဥပမာအနေနဲ့ပြောမယ်ဆိုရင်တော့ဆရာဝန်တပါးပေါ့နော်ဆရာဝန်တရားကနေအရန်ကိုတော်လို့သူကနေတလားကိုပေါ့နော်ဥပမာတလားကိုဆိုလို့ရှိရင်တော့ပေါ့နော်6000 9000လောက်ကိုဝင်ငွေရှိနေမယ်ပေါ့နော်ပြီးတဲ့ခါကျတော့သူကျမိုင်းမကောင်းလို့ပေါ့နော်ကျမိုင်းမကောင်းလို့မလောက်ကိုင်နိုင်တော့ဘူးပြီးတဲ့ခါကျမပြောကောင်းမဆိုကောင်းတဲ့ဆုံးပါသွားတယ်ဆိုပါတော့ပေါ့နော်အဲ့ဆရာဝန်ကြီးရဲ့သူ့ရဲ့ပေါ့နော်သူ့ရဲ့သားဟိုမှာသူ့မှာသားလေးတယောက်ရှိနေဒါဆိုလို့ရှိရင်တော့သူ့ရဲ့သားလေးကိုသူ့ရဲ့အစေးရုံကနေဆရာဝန်ကြီးဆုံးပါသွားတဲ့အတွက်ကြောင့်သူမရှိတဲ့နောက်ပိုင်းမှာလာတိုင်းသူ့ရဲ့ဝင်ငွေ6000 9000ကိုသူ့သားအဝေးဆက်ခံပေးမယ်လာတိုင်းပေးနေတယ်ဆိုတာမျိုးမကြဘူးသိဘူးကျွန်မပေါ့နော်အဲ့လိုမျိုးမရှိဘူးဒါပေမဲ့ကျွန်တော်တို့ digital business မှာဆိုလို့ရှိရင်တော့ပေါ့နော်တကယ်ကိုပြိုးပြင်တစ်ခုပေါ့နော်ပန်းဖြစ်အသီးနှံဒီလိုမျိုးစိတ်တစ်ခုချထားတာနဲ့တူတာဖြစ်တယ်မျိုးစိတ်တစ်ခုချထားလိုက်ပြီဆိုပင်ကပေါက်လာပြီဆိုလို့ရှိရင်တော့ဘောနော်အသီးပွင့်တွေကဆက်ပြီးတော့အသီးပွင့်ဆက်လက်ပြီးတော့ပွင့်နေတာဖြစ်တယ်ဘောနော်အဲ့လိုပုံစံမျိုးပဲကိုရဲကစူးစမ်းအားထုတ်ပြီးတော့ဘောနော်စပြီးလှုပ်ကင်သွားတယ်ဆိုလို့ရှိရင်တော့နောက်တစ်ချိန်မှာဆိုလို့ရှိရင်တော့ဘောနော်ကိုယ့်ရဲ့ generation မျိုးစစ်တွေကနေတော့မှဒီလုပ်ငန်းကိုဘောနော်အမွေစစ်ခံလို့ရတာဖြစ်တယ်စကားအဖြစ်နဲ့ပဲပြောတာမဟုတ်ပဲနဲ့ကျွန်တော်ဒီကနေဒါမှာရှိတဲ့ပေါ့နော်ကျွန်တော်တို့ဒီအရန်ကိုအားကျစရာကောင်းတဲ့ပေါ့နော် leader ကြီးတွေဆိုသူ့သမီး session နဲ့အရွယ်ရောက်တဲ့အခါမှာဆိုရင်တော့သူ့ရဲ့ account တစ်ခုကိုပေါ့နော်သူ့သမီးနာမည်နဲ့တွဲပြောင်းပြီးတော့သူ့သမီးတော့ကုမ္ပဏီကနေ passive income $9000နဲ့1000နဲ့1000နေစပြီးရရှိနေတာဖြစ်တဲ့ session တွေပြည့်ကြရနေအဲ့ဒါတွေ့ရတော့တကယ်ပဲပေါ့နော်real business ကုမ္ပဏီကပြောတဲ့အရာတွေအမှန်ပဲဆိုတဲ့အရာတွေပေါ့နော်သိရှိရတာဖြစ်တယ်ပြီးတော့ကိုကဒီလုပ်ငန်းလုပ်ကင်ပြနောက်ပိုင်းမှာဆိုလို့ရှိရင်တော့credit score တွေလည်းတက်လာတယ်ပြီး work credit ကလည်းရရှိလာတယ်နော် work credit ဆိုတဲ့နေ့ကို for credit တွေရရှိလာတာဖြစ်တယ်ဆိုတော့တချို့ဆိုလို့ရှိရင်တော့ကျမတို့ကတော့ sushi ဆိုင်နေဆိုရင်sushi ဆိုင်ကတော့မလုပ်ချင်တော့ဘူးနားလိုက်မယ်ဘာဖြစ်လို့လဲဆိုတော့ဒီအစိုးရလည်းသိတာမဟုတ်ဘူးပေါ့နော်အစိုးရကကို work credit လည်းပေးတာမဟုတ်ဘူးဆိုတော့ဒီ sushi အလုပ်ကိုနားပြီးတော့ကုမ္ပဏီမှာပဲပေါ့နော်အဲ့လိုစိတ်ယုံမှာလုပ်လိုက်မယ်ကိုယ့်ရဲ့အသက်ကြီးတဲ့ခါကျပြင်ဆင်ရဖို့အဆိုပြီးတချို့ကအဲ့လိုမျိုးတွေးခေါ်ပြီးတော့ဆူရှီလုပ်ငန်းကိုတောင်နားပြီးတော့ပေါ့နော်အဲ့လိုမျိုးဒီစိတ်ယုံတွေပြန်လုပ်ကြတဲ့အရာတွေတွေ့ကျွန်မဆိုတော့တွေ့ဘူးတယ်ပေါ့နော်တကယ်တမ်းဆိုလို့ရှိရင်တော့သူတို့ရဲ့ဆူရှီမှာပေါ့နော်ဒီ1099နဲ့ကိုအခွန်ဆောင်ပေါ့နော်ကိုရတဲ့ဝင်ငွေပေါ်မှာပေါ့ကိုဟာနဲ့ကိုလာစားပေးအခွန်ဆောင်ဆိုလို့ရှိရင်တော့ဘာမှဥပကနေအပြင်မှာလှုပ်ထလို့ဆရာတောင်းမလို့ပဲနဲ့ပေါ့နော်ကျွန်တော်တို့ဒီနှစ်တိုင်း work credit 4.4 point ပေါ့နော်4 credit 4 credit တွေရတကယ်ပဲရရှိနေတဲ့လုပ်ငန်းဖြစ်တယ်အခုဆိုရင်ကျွန်မဆိုဖျားရဲ့ကြီးစုတော်ဖြစ် work credit ဆိုလို့ရှိရင်တော့30 credit တောင်မှရှိနေပြီဖြစ်တယ်ကုမ္ပဏီမှာတရက်မှတောင်အလုပ်မစင်ဘူးသေးဘူးပေါ့နော်ဆိုတော့ဒီလုပ်ငန်းဟာဆိုလို့ရှိရင်တော့ပေါ့နော်ဒီလိုမျိုးကျွန်တော်တို့ပေါ့နော်ဒီအခုဆိုလို့ရှိရင်အရန်ကိုပို့ပြီးတော့စိတ်ဝင်စားခြင်းခံရတာဖြစ်တယ်နော်ဘာကြောင့်လဲဆိုတဲ့ခါကျတော့ဒီအခုခက်ခါဆိုလို့ရှိရင်တော့ပေါ့နော်ဒီကုန်စည်နှုန်းတွေလည်းစရိတ်တွေကလည်းကြီးလာတဲ့အခါမှာပေါ့နော်အကုန်လုံးမှန်သမျှကတက်လာတဲ့အခါမှာဆိုရင်တော့ဝင်ငွေတစ်ခုတည်းကိုပဲမိကိုလို့မရတော့တဲ့အချိန်ဖြစ်တယ်ဆိုတော့ပေါ့နော်ဒီအလုပ်လူတစ်ယောက်ကနေအလုပ်နှစ်ခုလောက်လုံမှပဲပေါ့နော်ကို
တကယ်ဘယ်လိုပြောဘဝရည်တည်ဖို့ရအတွက်ကိုပို့ပြီးတော့အဆင်ပြေလာကြတာဖြစ်တယ်ဒါကြောင့်သူတို့လုပ်နေတဲ့ full time တစ်ခုကိုလုပ်ကိုင်ရင်းနဲ့ကို part time plan B အနေနဲ့ဘာလုပ်ရင်ကောင်းမလဲဆိုပြီးတော့လူတွေကရှာလာတဲ့အခါမှာဆိုတော့ digital business ကိုတွေးကြတယ် digital business လုပ်ငန်းကိုလေ့လာကြတယ်လုပ်ကိုင်ကြတယ်တော့တော်တော်များများလဲတကယ်ပဲသူတို့သက်ဆိုင်မလုပ်ကိုင်သွားတဲ့သူတွေဆိုလို့ရှိရင်တော့အောင်မြင်နေကြတာဖြစ်တယ်ဆိုတော့ပေါ့နော်ဒါကြောင့်ဒီလုပ်ငန်းရဲ့အားသာချက်တွေပြောမယ်ဆိုရင်တော့ပေါ့နော်လုံးဝကိုမကုန်နိုင်လောက်အောင်ပဲအရန်ကိုပေါ့နော်အရန်ကိုကောင်းတာဖြစ်တယ်ဒီမဝင်ခင်မှာတော့ကောင်းတယ်လို့ပဲသိမှာဖြစ်တယ်တကယ်လုပ်ကြည့်တဲ့အခါမှာဆိုလို့ရှိရင်တော့ကောင်းတယ်အရန်ကောင်းတယ်အလို့ကောင်းတယ်ဆိုပြီးတော့ပို့ပြီးတော့ဒီထက်ပေါ့နော်ပို့ပြီးတော့တကယ်လက်တွေ့မှာခံစားရမှာဖြစ်တယ်ဆိုတဲ့အကြောင်းလေးကိုကျွန်မပြောချင်တာဖြစ်တယ်အခုဒါဆိုရင်တော့